အားလုံးပဲမင်္ဂလာပါဒီနေ့ integration အကြောင်းပဲဆက်ပြောပါမယ်partial fraction အကြောင်းပါအဲ့တော့ example ပုံစံနဲ့ပဲပြောပါမယ်ဟုတ်လားအဲ့တော့ integral 1 by a square plus 2x minus 3 dx ပေါ့နော်ဒီလိုမျိုးရှိနေတယ်ဒီလိုမျိုး integral ပုံစံရှိနေတယ်ဆိုရင်တို့ဒီရှိနေတဲ့ဒီ fraction ကြီးပေါ့နော်ဒီအပိုင်းကိန်းကြီးကကြည့်လိုက်တယ်ဆိုရင်ဒီအပိုင်းကိန်းနဲ့တို့ဟာ integration မလုပ်တတ်ဘူးတို့လုပ်တတ်တာဒီဥပမာ 1 by x dx ဆိုရင်ဟုတ်လား ln x plus c ပေါ့နော်အဲ့ဒါမျိုးတွေလုပ်တတ်မယ်ဟုတ်တယ်မလား sin x dx ဆိုရင်ဟုတ်လား minus cos x plus c တို့လုပ်တတ်မယ်ဟုတ်တယ်မလားအဲ့တော့ x square dx ဆိုရင်တို့တွေကမှ x cube by 3 plus c ဆိုတာမျိုးတွေလောက်တတ်တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးဖြစ်လာပြီးအောက်ကဟုတ်လားဒီလိုမျိုး x square plus 2x minus 3လို့ဖြစ်လာပြီဆိုရင်ဒီတိုင်းရိုးရိုးရှင်းရှင်းတော့လုပ်လို့မရတော့ဘူးဘာလို့သုံးရတော့မှာလဲဆိုတော့ဟုတ်လား partial fraction method ကိုသုံးမှရတော့မှာเนาะအဲ့တော့ဒီကောင်ကြီးကိုတို့ရအောင်မှာ a square plus 2x minus 3ဆိုရင်တို့ရဒီ a square plus 2x minus 3ကိုတို့ကဘယ်လိုတွေခွဲခြားလို့ရမှာလဲဆိုရင်ဟုတ်လားဒါမျိုးပေါ့နော် x တို့လာ plus 2 minus 1တို့ပေါ့နော်ဒီလိုပုံစံမျိုးနဲ့ကြည့်လိုက်တယ်ဆိုရင်လာတို့လို cross လေးနဲ့လေကြည့်လိုက်တယ်ဆိုရင်တို့က x plus sorry ဒီကောင်3 x plus 3ကတကွန်းလာ x minus 1တကွန်းဆိုတာမျိုးရမှာပေါ့နော်အဲ့တော့သူ့ကိုတို့တွေက x plus 3 x minus 1လာဒီလိုပုံစံပြောင်းရေးလို့ရတယ်ပေါ့နော်အဲ့တော့ပြောင်းရေးလို့ရပြီဆိုရင်ဒီတိုင်းမြှောက်ထားတဲ့အတိုင်းကြီးကလည်းတို့တော့အဆင်မပြေဘူးအဲ့တော့တို့တွေကဒီပိုင်းခြေမှာတစ်ခုစီပေါ့နော် x plus 3ဟလာတစ်ခုခုပေါ့နော်ရှိမယ်ပေါ့နော်ပိုင်းဝေးမှာ b ပေါ့ x minus 1ရှိမယ်ပေါ့ဒီလိုမျိုးခွဲခြားမှာပေါ့နော်အဲ့တော့ x square plus 2x minus 3 over 1အဲ့တော့ဒီဘက်မှာလည်းပိုင်းခြေနှစ်ခုကိုမြောက်လိုက်တယ်ထားပါတော့ပြန်ပြီးတော့ x minus 1ဆိုရင် a ဒီဘာနဲ့သွားမြောက်မလဲ x minus 1နဲ့မြောက်မယ် b ဒီ x plus 3နဲ့မြောက်မယ်ပေါ့နော်အဲ့တော့ဒီဘက်မှာ1ဒါ a square plus 2x minus 3အဲ့တော့ပိုင်းခြေခြင်းကတူတယ်ဆိုရင်တို့ဘာလုပ်မလဲပိုင်းဝေခြင်းကလည်းတူတာပဲเนาะအဲ့ဒါကိုသိရမယ်အဲ့တော့ကျတော့1ညီမျှခြင်းက a x minus 1 about b x plus 3လို့ဖြစ်သွားမှာဖြစ်သွားတဲ့အခါကျတော့ဟလာအကယ်၍များဘောနော် x ကဟလာဘာတော့1နဲ့ညီတယ်ဆိုရင်ဒါ1နဲ့ညီတယ်ဆိုရင်ဒါ a ကို0ဖြစ်အောင်လုပ်လိုက်တာပဲပေါ့နော်အဲ့ဒါဆို1ညီမျှခြင်း1ဆိုတော့ဟလာ 4b အဲ့တော့ b ညီမျှခြင်းကဘယ်လောက်ရမလဲ1/4ပေါ့နော်အဲ့တော့ပဲ if ပေါ့နော် x ညီမျှခြင်းကဒီနားမှာပေါ့နော် -3 ဖြစ်ခဲ့တယ်ဆိုရင်ဟလာ -3 ဖြစ်ခဲ့တယ်ဆိုရင် b က0ဖြစ်သွားမှာပေါ့နော်အဲ့ဒါဆို1ညီမျှခြင်း a -3 -1ဆိုတော့-4ဆိုတော့ a ညီမျှခြင်း-1/4ပေါ့နော်ဒီ constant တွေရပြီဆိုတော့ဒီ equation ကိုပြန်သုံးပြီးတော့ integral နဲ့ပဲတန်းရေးလိုက်တော့ a နေရာမှာ -1/4 1 by ဟလာ x plus 3ဟလာ dx ပေါ့နော်တခါတည်းခွဲရေးလိုက်မယ်ဒီနားမှာအပေါင်းဆိုတော့ integral ဟိုကောင်က b က 1/4 ဆိုတော့1 by x minus 1 dx ပေါ့နော်ဒီပုံစံဖြစ်သွားမယ်ဖြစ်သွားတဲ့အခါကျတော့တို့ constant ဖြစ်တဲ့ -1/4 ကရှေ့ထုတ်ထားလို့ရတယ်1 by x plus 3ဆိုတာပါလဲ ln ပဲဟလာ ln x plus 3အဲ့ဒါရမယ်ဒီကောင်က 1/4ဒီကောင်က ln x minus 1 ပေါင်း c လို့ရမယ်ပေါ့နော်ဟုတ်လားအဲ့တော့ခါကျတော့ဒီ 1/4 လေးကိုပုံထုတ်လိုက်မယ်ပေါ့နော် ln မှာဟုတ်လားဒီနှစ်ခုနှုတ်ထားတယ်ဆိုရင်ဒီလိုရေးလို့ရတယ်ပေါ့နော်ဟုတ်လားဒါမျိုးအဲ့တော့ဒီကောင်ကိုပြန်ပြောရရင်ဘာလဲဆိုတော့တို့တွေကဒီလိုမျိုး fraction ကြီးနဲ့ဖြစ်နေတယ်ပေါ့နော်
ဒီလို fraction ကြီးနဲ့ဖြစ်နေတယ်ဆိုရင် integration တို့တွေကလောက်ဖို့ခက်တယ်ခက်တော့ကြတော့လွယ်တဲ့စီကိုပြန်ပြောင်းခြင်းတော့ဘာလုပ်လဲ partial fraction ကိုခွဲခြားတယ်ပေါ့နော်အဲ့တော့ partial fraction ခွဲခြားတယ်ဆိုတာဒီပုံစံလောက်တယ်ပေါ့နော်ဒီပုံစံလောက်လိုက်တယ်အဲ့တော့ဒီပုံစံလောက်လိုက်တဲ့အခါမှာကြာတော့မှx ကနှစ်ထပ်ကနေတစ်ထပ်တွေဖြစ်သွားတယ်ပေါ့နော်တစ်ထပ်တွေဖြစ်သွားရင်ကျတော့ integration လောက်ရတာဒီလွယ်သွားတယ်ပေါ့နော်အဲကြောင့်ဟုတ်လားသူက partial fraction နည်းနဲ့လောက်ပါလို့ပြောရင်တော့အဲ့လိုလုပ်ရုံပဲပေါ့နော်မဟုတ်ဘူးဆိုရင်ကိုယ်စဉ်းစားကြည့်ပေါ့နော်ကိုအရင်သိထားတဲ့ဟာတွေနဲ့စဉ်းစားကြည့်ပေါ့ဟုတ်လားပိုင်းခြေရရှိတဲ့ function ကို differentiate လုပ်လို့ပိုင်းဝေရသလားအဲ့ဒါလည်းစဉ်းစားကြည့်ရမှာပေါ့နော်ပြီးရင်ဟုတ်လား substitution လုပ်ရင်ရမှာလားဟုတ်လားအဲ့ဒီဟာတွေစဉ်းစားကြည့်ရမှာပေါ့နော်အကယ်၍များဟုတ်လားအဲ့လိုမှမရဘူးဆိုရင်ဒါဆိုရင်ဟုတ်လား x square တွေလည်းဖြစ်နေတယ် x cube တွေဖြစ်နေတယ်ဆိုရင် partial fraction တွေကိုသုံးမလားဆိုတာမျိုးစဉ်းစားဖို့လိုမယ်ပေါ့နော်အဲ့တော့နောက်တစ်ပုဒ်တွက်ကြည့်အောင်အဲ့တော့ example 2ပေါ့နော် integral 1 by 2a square plus 3x plus 1 dx ပေါ့နော်အဲ့တော့ဒီကောင်ဒီတိုင်းလေးပဲရှိနေတဲ့ function ပေါ့နော်1 by 2a square plus 3x plus 1ဆိုတာဒီလေတကယ်ကြတို့တွေက integrate မလုပ်တတ်ဘူးဟုတ်လား 2a square လို့ဖြစ်နေတယ်မလုပ်တတ်ဘူးအဲ့တော့ဒီ 2a square က 2x နဲ့ x နဲ့ခွဲလို့ရမှာနော်1တော့1နဲ့ခွဲရမှာပေါ့နော်ဟုတ်လားဒီက 3x လို့ကျတော့ကျတော့ဒီနားမှာအပေါင်းနေကြီးရှိရင်ရမှာပေါ့နော်အဲဒါကြောင့်1 by 2a square အပေါင်း 3x plus 1ဒီဘယ်လိုဖြစ်မလဲဆိုတော့1 by 2x plus 1 x plus 1ဒါမျိုးဖြစ်မယ်ပေါ့နော်အဲ့တော့သူ့ကို a by ဟုတ်လား 2x plus 1တခု b by x plus 1တခုပေါ့နော်အဲ့တော့ကျတော့ aကို x plus 1နဲ့မြောက်မယ် b ကို 2x plus 1နဲ့မြောက်မယ်ပေါ့နော်ဟုတ်လားအဲ့ဒါဆိုရင်ဒီရှေ့က1ပဲရှိမှာပေါ့နော်အောက်က 2x square plus 3x sorry 1နဲ့ညီမှာပေါ့နော်အဲ့တော့ x ညီမျှခြင်းပေါ့နော် if x is equal to -1 ပေးဒီကောင်0ဖြစ်သွားမယ်အဲ့တော့1 -1 ပေးတော့ -2 plus 1ဆိုတော့ b ညီမျှခြင်းက -1 ရမှာပေါ့နော်အဲ့တော့ if x is equal to ဟုတ်လား -1 မဟုတ်ဘူးဒီကောင်ကြည့်ရင်တော့ကျတော့ x ကို -half ပေးလိုက်မယ်ဆိုရင်ဟုတ်လား1အနုတ် a ဟုတ်လား -half plus 1ဒါဖြစ်မှာပေါ့ဒီကောင်ကတော့ 0 ဖြစ်သွားမှာပေါ့ -half ဆိုတော့ -1 0 ဖြစ်သွားလိမ့်မယ်အဲ့တော့ a ညီမျှခြင်းကဘာဖြစ်မလဲ -half ဖြစ်မှာပေါ့နော် -half ကြီးကျန်မယ်အဲ့တော့ကျတော့ plus half ပေါ့နော် plus half ကျန်မယ်အဲ့တော့ဒီဘက်2သွားရောက်လိုက်တော့ a ညီမျှခြင်းက2ဖြစ်သွားမယ်ပေါ့ဒါဆိုရင်တို့တွေက integration လုပ်ရတာလွယ်သွားပြီလာ integral 1 by 2a square plus 3x plus 1 dx ညီမျှခြင်း integral a ရပါလဲ 2x plus 1 dx အပေါင်း integral b ရပါတော့-1ဆိုတော့အပေါင်းမလုံးနဲ့တော့အနှုတ်ဟုတ်လား1 by x plus 1 dx ပေါ့နော်အဲ့တော့ဒီ2 by 2x plus 1ဒီပါလဲပေါ့နော်အောက်ကပိုင်းခြေမှာရှိတဲ့ function ကို differentiate လုပ်လိုက်ပိုင်းဝေရတယ်ဆိုတော့ 2x ကို plus 1ကို differentiate လုပ်လို့2ရတယ်အဲ့ဒါဆိုရင်သူဒီ ln 2x plus 1အနှုတ်ဒီကောင်လည်းရတယ်ပေါ့နော် ln x plus 1အပေါင်း c အဲ့တော့တို့တွေဟလာနှုတ်ထားတာဖြစ်တဲ့အတွက် 2x plus 1 by x plus 1အပေါင်း c ဆိုပြီးအဖြေရတယ်ပေါ့နော်အဲ့တော့ဒီ example မှာဆိုရင်လည်းပဲဘာလဲဆိုတော့သူဒီဟလာဒီ 2x square plus 3x plus 1ဒီတိုင်းကြီးဆိုရင် integration မလုပ်တတ်ဘူးမလုပ်တတ်ရင်စောစောကလိုပဲဟလာပိုင်းခြေကို differentiate လုပ်လို့ပိုင်းဝေကိုရသလားမရဘူးဟလာဒါဆိုရင်လာသူ့ကိုဟလာထပ်ကိန်းနေနဲ့ဟလာဟို substitution method သုံးဖို့လိုသလားကြည့်လိုက်ပေါ့နော်အဲ့လိုလည်းမပြေဘူးဆိုရင်ဒါ partial fraction ကြီးနောက်တစ်နည်းနဲ့
သုံးလို့ရတယ်ပေါ့နော်